Tariki ရဲ့draft သွားလာလေးကိုသူတို့အနေနဲ့ကောင်းကောင်းလေးကျွန်တော် reference ယူလိုက်သလားတော့မပြောတတ်ဘူးတော်တော်လေးကျန်းနေ pick off လေးနဲ့ပြန်သွားတယ်ခါလီယာ pick off လေးကိုပြန်ဆောက်မယ်ခုသုံးတော့ရင်းအနေနဲ့ vision ပြန်ဖတ်ထားတယ် manipulation အောက်မှာရင်းနောက်မှာ sunset လည်းပါသွားထောက်တိုင်းနဲ့ failure air strike ထက်ကျဲထားတယ်ဗျာ one shot အနေနဲ့ရင်းကိုအဖက်မှာဆုံးသက်ဒီနာကိုလည်းပြန်ကြည့်ပေးတိုင်းနဲ့ပဲ hero k 3កောင်တီကိုပါ blend အနေနဲ့လွတ်ထွက်ဖို့ကြိုးစားနေသေးတယ်ဒီ Leo Mo ရဲ့ time တစ်ခုရောက်ရှိလာတဲ့အချိန်ဒီမှာတော့နည်းနည်းလေးတက်ဖို့ဖြတ်ဖို့ခက်ခဲတယ်ဗျာ found stage ဝင်လာခဲ့တဲ့ဒါပေမဲ့တစ်ဖက်ကနေပြီး Hiko Ashley လွဲလာခဲ့တယ်ဆိုရင်မဲ့လို့လုံးဝ rely ပြေသွားတဲ့အချိန်မှာလည်း heavily web နဲ့ stage ကိုတော့ပြန်လည်ပြီးတော့ထိတ်တောင်းလို့ခဲ့ပြီ manipulation Zuji ကို 4 နေပြီဆိုတဲ့ပုံစံမျိုးတစ်ခုတော့တွေ့ရတယ်ဗျာရင်ဝင်ဖို့တတိုင်းမင်းတစ်ခုတော့ throw run ပြန်ပြီးတော့ 3 man ဖမ်းပြီးသားဆိုရင်မဲ့လို့ bucket လေးရောက်နောက်ကျနေခဲ့တယ်ဗျာ ဟန်နောက်ကျနေတဲ့အရာတစ်ခုတော့သူတို့အနေနဲ့ဖြစ်ဆိုင်မှုကြိုးစားချောင်းဖို့ stage ရောက်တော့ပါခေါ်ပေးထားတယ်ဗျာ one shot ဝင်လာသေးတယ်ရင်အနေနဲ့တောက်လျှောက် absorb တော့ပြန်ထားတယ် Hiko ဝင်လာခဲ့တဲ့အချိန်ဒီမှာနောက်မှာ fall ပြန်ပြောင်း Thunder flash နဲ့အတူအကုန်လိုက်ရှင်းနေဗျာ 2 man down နောက်မှာကျွန်တော် hand ပတ်ပြီးတော့ဝင်လာသေးတယ်ရင်အနေနဲ့မာပေးထားတယ် plane နဲ့ရှိနေသေးတယ် damage ပေးဖို့အတွက်ပဲပြန်ကြည့်ရမယ် poker trick လေးနဲ့ပြန်သွားတဲ့အချိန်ဒီမှာသူတို့ကောင်းကောင်းကြီးတော့နားလေတယ် plane နဲ့ရင် sacrifice ဖို့ကတော့ကြံနေခဲ့ပြီ Hiko ပေးရဲ့ damage one shot ပေးရဲ့ damage ကြီးအောက်မှာတော့တကောင်တော့ပြန်ကျသွားတယ်ဗျာရင်မှာပြန် fall နေရတယ်မသေးသေးဘူးသူတို့ final ပြန်ထားနောက်မှာတော့ fall လို့မရဘူးဗျာလာဖို့ကိစ္စရလမ်းကြောင်းတွေအကုန်လုံး block ထားတယ်တန်နေခဲ့တဲ့အချိန်ဒီမှာတော့ကျွန်တော်ရင်ပြန်ပြီးတော့ဝင်လာတယ် range stand ပြီးဖို့လှုပ်ထားတယ် immobilize မှာတော့နောက်မှာ back line tsunami line နဲ့ပါသွားပြန်ပြီဗျာတော့ကျွန်တော်တို့မှာ tower form ပြောင်း hand out only P8 ထားတယ် Hiko ဘာမှမရသေးဘူး hand ပေးလိုက်ရပြီ shut down game legendary by one shot ရောက်ယူတိုင်းနဲ့ပဲ kick ပုံမှာ star dance အောင်မှာတော့ဝင်လုံးတိုင်းနဲ့ပဲ Lina ပြင်းနေရတယ်ဗျာနောက်တော့လှုပ်လိုက်ရင်လည်းပဲဒီ creep wave ဒီ law တွေနဲ့အတူ Lina ဘယ်လောက်ထိများတောက်ခံနိုင်မလဲဆိုတော့ကြည့်ရမယ် hand 3 matches နည်းနည်းအဆုံးသက်ချင်လိုက်တယ်ဆိုရင်လည်း